လူစီယာဟာသူမရဲ့သမီးနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်ရုတ်တရက်အမျိုးသား၄ယောက်ကသူမတို့လမ်းကိုပိတ်ဆို့လိုက်ကြပါတယ်အနီးဝန်းကျင်မှာဘယ်သူမှမရှိတာကိုမြင်တော့သူတို့ဟာညဉ့်ညမ်းလာတဲ့စကားတွေစော်ကားတဲ့စကားတွေနဲ့ရိုင်းဆိုင်တဲ့အပြုတ်မှုတွေပြုလုပ်ပြီးစတင်စော်ကားခဲ့ကြပါတယ်လူစီယာဟာပြဿနာမတက်ချင်ခဲ့ပါဘူးသူမဆိုဖီယာကိုအဲ့ဒီအန်ရရဲ့ရှိတဲ့နေရာကနေမြန်မြန်ခေါ်ထုတ်သွားခြင်းုံပဲရှိခဲ့တာပါဒါပေမဲ့အဲ့ဒီလူမိုက်တွေကသူတို့ကိုလွတ်ပေးဖို့စိတ်ကူးမရှိခဲ့ကြပါဘူးသူတို့အပေါ်ခုံအုပ်လိုက်ကြပြီးအတင်းချုပ်ကိုင်းလိုက်ကြပါတယ်လူစီယာဟာချက်ချင်းစိတ်တက်ကြသွားပြီးရှိသမျှခွန်အားအလုံးနဲ့စတင်ရုန်းကန်ခဲ့ပေမဲ့သူမတယောက်ထဲနဲ့တော့ဆွဲလာရန်လာတွန်းထိုးနေကြတဲ့လူလေးယောက်ကိုမရှင်းနိုင်ခဲ့ပါဘူးအဲ့ဒီရုံးမှသူတွေကသူတို့ကိုအခန်းငယ်တစ်ခုတည်းဆွဲခေါ်သွားခဲ့ကြပါတယ်သူတို့အာယုံစူးစိုက်မှုအားလုံးကလူစီယာထံမှာပဲရှိနေတာကြောင့်ဆိုဖီယာဟာအချိန်မဆိုင်ပဲထွက်ပြေးဖို့အခွင့်အရေးရသွားခဲ့ပါတယ်သူမဟာတကားအကြောင်းကနေရှော့ထွက်သွားပြီးဘေးနားကစတော်ယုံထဲမှာပုံလိုက်ပါတယ်ဆိုဖီယာတီတီလေးလွတ်မြောက်သွားခဲ့ပေမဲ့လူစီယာကတော့အဲ့ဒီလိုကံမကောင်းခဲ့ပါဘူးအဲ့ဒီလူမိုက်တွေဟာသူမကိုနာယီပေါင်းများစွာအဆက်ခွဲနှိပ်စက်ခဲ့ကြပါတယ်အမှောင်ထဲမှာပုံနေတဲ့ဆိုဖီယာဟာထိတ်လန့်နေခဲ့ပေမဲ့ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးသူမရဲ့မိခင်နှိပ်စက်ခံနေရတာကိုကြည့်နေုံမှလွဲလို့မတက်နိုင်ခဲ့တာပါနောက်ဆုံးမှသူတို့ထွက်သွားကြပြီးလုံးဝဝေးကွာသွားခဲ့ကြပါတယ်အဲ့ဒီအချိန်ကျမှဆိုဖီယာထွက်ရဲခဲ့ပေမဲ့လူစီယာကတော့လုံးဝမောပန်းနွမ်းနေပြီးသတိလစ်မေ့မျောသွားခဲ့ပါပြီနာကျင်ဝမ်းနေတဲ့ဆိုဖီယာဟာအကူအညီတောင်းဖို့အပြင်ကိုအပြေးထွက်လာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲအပြင်ရောက်တာနဲ့အနားကိုမောင်းဝင်လာတဲ့လှည့်ကင်းရဲကားတစ်စီးနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပါတယ်အထဲမှာတာဝန်ကျရဲအရာရှိ2ယောက်ပါလာခဲ့ပါတယ်အမိန်ပေးကွက်ကဲသူစစ်ဆေးရေးမှုရဲ့နာမည်ကတော့ကားလော့စ်ဖြစ်ပါတယ်ဖြစ်ကြောင်းကုန်စင်သိသွားပြီးနောက်သူဟာအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းရောက်ရှိလာခဲ့ပြီးနယ်မြေကိုပိတ်ဆို့ဖို့ဗဟိုဌာနချုပ်ထံချက်ချင်းအကြောင်းကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့အဖော်က DNA နဲ့လက်ပွေရာတွေကိုစုဆောင်းခဲ့ပါတယ်အခင်းဖြစ်ပွားရာနေရာကအထောက်အထားတွေကခိုင်မာလာတာကြောင့်ဒီတပ်တွေအားလုံးနဲ့အတူကာလော့စ်ကသူတို့ကိုအပြစ်ပေးနိုင်မယ်လို့တေချာနေခဲ့ပါတယ်။ဒါအပြင်သူတို့မှာဆိုဖီယာဆိုတဲ့အဓိကတပ်တွေလည်းရှိနေတာကြောင့်တရားခံတွေကိုဖမ်းဖို့ပဲကြံတော့တာပါ။အဲဒီနောက်ကာလော့စ်ကဆိုဖီယာရဲ့ဖော်ပြချက်အတိုင်းအဲဒီညမှာပဲဝင်ရောက်စီးနင်းမှုကိုစီစဉ်ခဲ့ပါတယ်။ရေးတပ်ပွဲကိုမြင်တာနဲ့ရုပ်ချင်းစင်တူသူသို့မဟုတ်ထွက်ပြေးသူမှန်သမျှကိုဦးစားပေးတန်တရားရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။နိုင်ပေါင်းများစွာရှာဖွေပြီးနောက်ရဲတပ်ဖွဲ့ဟာတန်တရားရှိသူ9ယောက်ကိုဖမ်းဆီးခဲ့ပေမဲ့ဆိုဖီယာရဲ့စိတ်ထဲမှာတော့တရားခံတွေရဲ့မျက်နှာကဆွဲတင်နေခဲ့ပြီးဖြစ်ပါတယ်။သူမရဲ့အတီးပြုတ်ပေးမှုကြောင့်အပြစ်ရှိသူ4ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ကာလော့စ်ကတပ်တွေနဲ့ရုပ်ဝတ္ထုအထောက်အထားတွေဟာသူတို့ကိုထောင်ဒဏ်ပေးဖို့နဲ့အဲ့ဒီမိခင်နဲ့သမီးအတွက်တရားမျှတမှုဖန်တီးပေးဖို့လုံလောက်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီ4ယောက်ရဲ့မိဘတွေဟာစီးပွားရေးလောကကတထေးကြီးတွေဖြစ်နေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။သူတို့အားလုံးစုစည်းလိုက်တဲ့အခါဒေါ်လာ1 သန်းကျော်ရရှိခဲ့ပြီးသူတို့ရဲ့သားတွေကိုပြဿနာကနေကယ်ထုတ်ဖို့မြို့ရဲ့အကျော်ကြားဆုံးရှင်းနေဟာဘီယာကိုငှားရမ်းခဲ့ကြပါတယ်။သူဟာအမှု18မှုဇက်တိုက်မရှုံးဘူးပဲအနိုင်ရထားသူဖြစ်ပြီးပတ်စံရှိရင်အရာရာကိုပြောင်းလဲပြစ်နိုင်သူဖြစ်ပါတယ်။အဲ့ဒီနောက်ဟာဘီယာကဒီအမှုဟာသူ့အတွက်အလွန်တရာလွယ်ကူကြောင်းနဲ့သူတို့အနေနဲ့ထိုင်ကြည့်နေုံပဲလို့ကြောင်းမိဘတွေကိုအာမခံခဲ့ပါတယ်အဲ့ဒီအတော်အတွင်းမှာလူစီယာဟာနောက်ဆုံးမှာသတိပြန်ရလာခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေတက်တာလာခဲ့ပေမဲ့စိတ်ဒဏ်ရာတွေကတော့မူလအတိုင်းရှိနေသေးပါညစဉ်အိတ်တိုင်းအဲ့ဒီ၄ယောက်ရဲ့မျက်နှာတွေဟာအိမ်မက်ထဲမှာသူမကိုထပ်မံခြောက်လန့်နေခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှသူမဟာပြင်းထန်တဲ့စိုးရိမ်ပူပန်မှုဝေဒနာကိုခံစားလာရပါတယ်အမြဲတမ်းသူမနဲ့မခွဲမခွာရှိနေပေးတဲ့ဆိုဖီယာသာမရှိရင်သူမဟာဆက်ပြီးအသက်ရှင်ခြင်းစိတ်ပျောက်ကွယ်နေခဲ့ပါပြီမကြာမီမှာပဲတရားခွင်နဲ့ရောက်ရှိလာခဲ့ပါတယ်တရားရုံးအပြင်ဘက်မှာသတင်းတောက်တွေစုဝေးနေကြပါတယ်ဒီအမှုဟာအလွန်ကြီးမားတဲ့ကြရက်ထိုက်သွားခဲ့တယ်ဆိုတာထင်ရှားနေပါတယ်အဆိုးရဆုံးကတော့အဲ့ဒီ၄ယောက်ဟာနောင်တအနှဲငယ်များမရကြတာပါပဲလူစီယာနဲ့ဆိုဖီယာတို့ဝင်လာတာကိုမြင်လာတော့သူတို့ဟာရဲရင်စွာစိန်ခေါ်ခဲ့ကြပြီးသူတို့အနောက်မှာဟာဘီယာရှိနေတာကြောင့်လုံးဝရဲရင်နေကြတာပါကာလော့စ်ကြောက်ရွံ့ခဲ့တယ်လို့ပဲဟာဘီယာတာမန်တက်အများကြီးထက်မြက်ကြောင်တက်တည်ပြခဲ့ပါတယ်ပြီးပြတ်သွားပြီလို့ထင်ရတဲ့အမှုတစ်ခုဟာနောက်ဆုံးမှခြေပစရာအကွက်တစ်ခုရှာတွေ့သွားခဲ့ပါတယ်လူစီယာအဲ့ဒီ၄ယောက်နဲ့သဘောတူညီမှုနဲ့ပါလာခဲ့တာဖြစ်ပြီးပတ်စံအစင်မပြေလို့ပြဿနာဖြစ်တာပါဆိုပြီးသူကဇက်ကြောင်းလှည့်လိုက်ပါတယ်ဆိုဖီယာရဲ့တက်တည်ထွက်ဆိုချက်နဲ့ပတ်သက်လို့လဲလူစီယာရဲ့သမီးဖြစ်တာကြောင့်ဗတ်မလိုက်ပဲမနေနိုင်ပါဘူးဆိုပြီးတရားခွင်မှာတင်ပယ်ဖြတ်ပစ်ခဲ့ပါတယ်ဒီလိုလှည့်ကွက်တွေကြောင့်အမှုဟာလမ်းကြောင်းလွဲသွားခဲ့ပြီးဂျူရီအဖွဲ့ဟာအပြစ်ရှိသူတွေဘက်ကိုတဖြည်းဖြည်းရိုင်သွားခဲ့ပါတယ်အဆုံးသတ်မှာတော့လူစီယာဟာအမှုကိုရှုံးခဲ့ရုံနဲ့မကပဲအများပြည်သူမျက်စိထဲမှာသူမရဲ့ဂုဏ်သတင်းမှာပျက်စီးခဲ့ရပါတယ်။သူမဟာလင်မယားကွာရှင်းထားတဲ့ကလေးအမေမဟုတ်တော့ပဲလောဘကြီးတဲ့မိန်းမတစ်ယောက်အဖြစ်ဆွဆွဲခြင်းခံလိုက်ရပါတယ်။အဲ့ဒီအတော်အတွင်းမှာအပြစ်ရှိသူ၄ယောက်ကတော့အနစ်နာခံရသူတွေလိုဖြစ်သွားခဲ့ပါတယ်။အမိန်ကြားလိုက်ရချိန်မှာလူစီယာဟာစိတ်မထိန်နိုင်တော့ပဲတရားခွင်မှာတင်လဲကျသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကိုတော့ဟာဘီယာကသူမဟာပြဿနာရှာနေတာပါဆိုပြီးဇလန်းဆင်လိုက်တာကြောင့်အခြေအနေကသူမအတွက်ပိုဆိုးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျူရီအဖွဲ့ကအဲ့ဒီ၄ယောက်ကိုအပြစ်မရှိကြောင်းအမိန်ချလိုက်ပါတယ်။အဲ့ဒီရလက်ကသူတို့ရဲ့ရန်ကားမှုကိုပိုပြီးအရှိန်မြင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သူတို့ဟာကာလော့စ်ရဲ့မျက်နှာရှင်းမှာပင်လှောင်ပြောင်ခဲ့ကြပြီးကာလော့စ်အနေနဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူး။တရားခွင်အပြီးမှာကာလော့စ်ဟာအဲ့ဒါကိုလက်ခံဖို့အချိန်ကြာကြီးယူခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အရာရာဟာသူ့ရဲ့တရားမျှတမှုစိတ်ဓာတ်နဲ့ဆန့်ကျင်နေခဲ့လို့ပါ။အချိန်အကြာကြီးစဉ်းစားပြီးတဲ့နောက်သူ့ရဲ့အကြည့်တွေဟာတဖြည်းဖြည်းပိုပြီးအေးဆက်မာကြောလာခဲ့ပါတော့တယ်။